ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်းခြေကိုခြေမှမြတ်အားလုံးနော်မနေ့ပြန်ဆိုရင်ကျွန်တော်တို့30ရက်9လ2026နော်ဇာတာပတိနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီကဲဇာတာပတိနေ့နေကုံစာနော်ဝိုင်းချင်းလေးတွေပတ်သီးလေးတွေမိန်ကွက်ကလေးတွေထပ်မံပြီးတော့လာတင်ပေးတာဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော်လို့ရအောင်ပေါ့နော်ကဲကျွန်တော်ရဲ့ချစ်ကိုချင်းမများအားလုံးဒီဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါတွေလည်းဒီအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်အားလုံးပဲเนาะကျွန်တော်ရဲ့အကိုရီမတွေเนาะဒီတစ်ပတ်ကတော့ကျွန်တော်တို့ပိတ်ရက်ရှိတဲ့အတွက်เนาะဆော့လို့လည်းမကောင်းပါဘူးဒါကြောင့်မို့เนาะဆော့ကျင်တဲ့ညီကိုမောင်နှမတွေတော့ live ဆော့လို့ရအောင်ကျွန်တော်တင်ပေးခြင်းဖြစ်တယ်เนาะအကြိုက်တွင် live ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့เนาะပိတ်ရက်ဖောင်းရက်ရှိတဲ့အတွက်ကြောင့်မလို့ဆော့ရတာလည်းအဆင်ပြေပြေတော့မရှိဘူးเนาะဒါကြောင့်မို့ကျွန်တော်ရဲ့အကိုဒီမတွေအားလုံးပဲဆော့ကျင်တဲ့လူ live ဆော့ပါဗျာเนาะမဆော့ကျင်တဲ့လူမဆော့ပါနဲ့ကဲ Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုပိုင်းကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်တိုင်းလေးပဲเนาะ live လာမှာအသေးလေးတွေနှိပ်ပေးထားပါ share မှု share အားလေးနဲ့ကိုညီပေးပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့အမျှမြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะဗီဒီယိုပိုင်းလေးကိုပြီးဆုံးနိုင်အောင်ကြည့်ပေးเนาะဒါမှကျွန်တော်တင်တဲ့ဟာလေးတွေကိုကျွန်တော်ရဲ့အကူဒီမတွေအားလုံးပဲเนาะတခါတည်းရှင်းရှင်းလင်းလင်းလေးသိရမြင်ရမှာဖြစ်တယ်เนาะနောက်တစ်ခုကเนาะစေတနာနဲ့တင်ပေးတာဖြစ်လို့เนาะအကြိုက်တွေ့ရင် like ဆော့အကြိုက်မတွေ့ရင်မဆော့ပါနဲ့ပေါက်လို့ရလို့လည်းဘာမှပြီးစရာမလိုပါဘူးကဲဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့เนาะ30ရက်နေ့ကြာသပတေးနေ့နေကုန်စာမှာ1 chain နေနေဆိုလို့ရှိရင်တော့ကျွန်တော်တို့9-3ညအချိန်ပဲဖြစ်ပါတယ်เนาะကိုနဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်မနေ့ပြန်မှာ91 96 94 98ပဲဖြစ်ပါတယ်เนาะတခြားလေးမှတ်ပါ91 96 94 98ပါဒါ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါကဲ3ညနဲ့ပတ်သက်တဲ့ main ကွက်ကတော့31 36 34 38ပဲဖြစ်ပါတယ်31 36 34 38ပဲဖြစ်ပါတယ်ဒါ3ညနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါအကြိုက်တွင် like ဆော့ပါကျွန်တော်တင်ပေးတဲ့เนาะမိန်ကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်ဂျာတာပရင်းနဲ့နေကုန်စာမှာအားကောင်းဆုံးဝမ်းချင်းသည်9-3ညအချိန်ပဲဖြစ်တယ်အဓိကပတ်တိကိုဦးစားပေးဆော့တဲ့ညီကိုမောင်နှမတွေဆိုရင်လည်းကျွန်တော်တို့မနေ့ပြန်ဂျာတာပရင်းနဲ့နေကုန်စာမှာအားကောင်းဆုံးပတ်တိသည်9ပတ်တိ3ညပတ်တိဖြစ်တယ်เนาะအကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လည်းဘာမှပေးစရာမလိုပါဘူးเนาะကျွန်တော်ရဲ့ချစ်ကိုချစ်မများအားလုံးအခုလိုကြည့်ရှုပေးတာအထူးတူပဲကျေးဇူးတင်နေကဲကြာတာပရင်းနေ့မှာအားလုံးပဲကံကောင်းကြပါစေအားလုံးပဲရကြပါစေဗျာเนาะ